လက်ဆောင်လာဝယ်ရဖြစ်ပါတယ် surprise တိုင်းမြင်နှုံးမွေးနေမြင်နှုံးမွေးနေပါချန်နေပါဘာဝယ်ရမြင်နှုံးကအဓိကအယုံမကြိုက်တော့ဝယ်ရတော့ခက်ပါလေ ပြောပါအောင်တခု ဟုတ်ကဲ့ဒီတော့စဉ်းစားခက်နေပါတယ် stationery တန်းလာပြီးတော့ဘာပြလို့ပြရမှာမသိပါဘူးဒါရီဆောက်ရတယ်အဖုံးကားပါလေးတွေတိတ်မလာတော့တိတ်တော့ဘောမတွေ့ဘူးဖြစ်အဲ့တော့ကိန်းမပေးမထင်တိုင်းကိန်းကြောင့်ဘိုက်ထဲရောက်သွားပြီးကုန်သွားသူတို့အမှတ်တရမသိမ်းတာဖြစ်တယ်အမှတ်တရတိတ်တာလို့ရအောင်လို့ဘာပြင်ကမလို့တော့စဉ်းစားခက်နေပါတယ်အဲ့ဒါပဲမွေးရဆောက်ပေးကူကတော့ညတော့ဒီနာရောက်ကိုရီးယားဒီနာကမထွက်သေးဘူးချိန်မှလက်ဆောင်ဝယ်ပြီးတော့ခါကြတော့လက်ဆောင်တစ်ခုဝယ်ရခဲ့လက်ဆောင်တစ်ခုဝယ်ရခဲ့အဲ့ရောခါကြတော့နောက်တစ်ခုသွားဝယ်နေတာသူတို့ကဥစတာဘန်နာမှာကိုရီးယားသွားမယ့်နေရာအစတာဘန်နာမှာပဲဘောဂရီးရဲ့အနောက်ဘက်ကနေသွားပြီးတော့ပတ်ပြီးတော့စတာအဲ့ရောက်ရင်ဒါလည်းရောက်မှာပဲ ဒီဘက်ကြီးတက်ရောက်တာနော်ခဏနေအောင် ညီမနှစ်ယောက်နဲ့တိုးနေဝင်လမ်းမှာ ဖြိုးပါပါတယ်တဲ့အဲ့တော့အခုနည်းနည်းအစီအစဉ်ကတော့ကိုလို ကားစီးသွားလို့လည်းမရဘူးဘာလို့ကားပေါ်မှာတိုး ဟုတ်ဗစကားစီဗစကားတို့နာမှာသူတို့အုပ်ရောက်နေနေရမှာ သူတို့နေရမှာစီရမှာ အဲ့တော့အစီအစဉ်ကနဲ့ကိုလိုကရဖြစ်သွားတော့ဆိုငါတို့ယောက်ကရအိပ်ကျော်ပါချိန်နာတာအမှန်တကယ်10နာရီပြီးတော့အိပ်ကျော်တော့ထည့်10နာရီမှတွေ့မယ်ဆိုပြောအဲ့ဒါငါထည့်အိပ်ကျော်လို့17နာရီမှတွေ့အဲ့ကြောင့်နောက်ကြောက်ပါ အဲ့ကြောင့်ရောက်ပါ ပြီးတော့မွေးနေ့ရှင်ချိန်ထားတာ17ခွဲ အေးမွေးနေ့ချိန်ချိန်နာ17ခွဲ အချိန်ရရင်ကတ်နေ โอเคပါဆက်လက်စုစားကြပါဦးကိုကတော့စိုင်ပြောင်းပါစိုင်ပြောင်း99ဆန့်ရောက်ပါ99ဆန့်မှာဖြောင်းနိုင်နှစ်ခုဝယ်လာပါတယ်မြန်နိုးကအမျိုး fancy လေးတွေပါလေးကြိုက်တဲ့တော့ခါကြတယ်ဟဲ့ဖောက်လို့ရတယ်တိတ်ကြီးနဲ့ကတ်ထားမဟုတ်လား တော့မကတ်ထားဘူး မြန်နိုးက fancy လေးတွေပါလေးကြိုက်တော့ဖျောင်းနိုင်အမျိုးမီးလင်းမျိုးမီးထောက်ထားလောက်မှမသိဘူးကေပေါ့ကြီးအဲ့တော့အဲ့ဒါတစ်ခုဝယ်ပါတယ်ပြီးတော့အဲ့ဒါနောက်တစ်ခုက16ဝယ်ရှိပါတယ်ပြီးတော့တစ်ကမရှိတော့ပါဘူးအဲ့တော့အင်ဒရူတကနောက်တစ်ခုပါကျေးဇူးတင်ပါတယ်ရှင်မရကျိုးစားရပြီကျိုးစားနေပါဒါမြန်နိုးတက်သက်ဆောင်လေးပါတွေ့ပြီကိုကတော့ birthday ပူပေါင်းတဲ့လူထိုးနေတာဖြစ်ပါတယ်အောင်မြင်ပါသေးအောင်မြင်ပါရပြီကိုကတော့ဆိုင်နေရဝယ်ပြီးသွားပါပြီဘယ်လောက်ဖိုးလဲတော့မမေးပါနဲ့အားတက်ပြကြခဲ့ပါတယ်မပူပေါင်းအောင်ပူပေါင်းပါခိုင်းတော့ထခိုင်းထားဘူး အခုပြောပါအိတ်ဆန်မှာကိတ်ဝင်နေပါရဲ့ရှင်ဝင်းနေရှင်ရတယ်ပါ2ယောက်ဆိုတော့ဝင်းနေရှင်က2ယောက်လုံးတဲ့လူက2ယောက်ဒါပေမဲ့ဝင်းနေရှင်2ယောက်မှာ1ယောက်ကအုံနောက်ရှိလုံးတယ်နှစ်ယောက်လုံးကသိပါတယ်လို့တကယ်တော့ 2ယောက်လုံးကသိပါတယ်မဟုတ်သိတော့သိပါတယ်ဝင်းနေ surprise လုပ်ပြီးသိရမလားဒါပေမဲ့ဘယ်လိုလုပ်မယ်ဆိုတာကိုမသိဘူးဆို okay ကိုတော့ကွနေပါတယ် ဆောက်ပြောက်ပေါ်ရငေးလေးရठीक है လက်ဆောင်ဝယ်တာမသိရင်လေဟိုအိမ်ပြောင်းပြေးရမယ့်ပုံမှာအဲ့ဒါပဲရပါတယ်ကုန်းစင်ပြနေပါတယ်ဒီမပါတော့အခုစားရတယ်ကိုကကေဘုတ်ဝယ်ပြီးသွားပါပြီ ရောက်လုံးပေါ့ တယောက်တစ်လုံးနမရဲ့ကြားထဲအမတ်တရပြောင်းဟဲ့ငါလာရှေ့တော့ပြီကားလာပြီဒါသူကအတက်ကကွာဟိုဘယ်လိုလဲ1918ဖြစ်ရမှာတယောက်က1တယောက်က19တယောက်က18နှစ်ယောက်လုံး19ဖြစ်သွားလို့ဆက်ကဒေရန်ဆိုင်အနာဆိုင်ကိုပြေးပြီးတော့အိတ်ရှာနေပါတယ်ဆိုတော့ဒီကိမုတ်ပုံလေးကိုတိမ့်မယ်မြန်မာသိရမလဲတော့မသိဘူးဆိုတော့နေရာမှာသိရမှာပေါ့နော်တော့ရပြီ Happy birthday to you Happy birthday to you Happy birthday Happy birthday Happy birthday to you Thank you so much Thank you အဲ့ဒါငါနေကိုဒီဘက်ပို့လိုက်တာကြိုက်လားအဲ့ဒါကြောင့်တယောက်တစ်လုံးစီအဲ့ကိန်းကတော့တယောက်တစ်လုံးစီအကြမ်းမကြမ်းငါလည်းတုံးနေကြိုက်လားလာပြီ Happy birthday! Thank you.
Happy birthday to you. Happy birthday, happy birthday, happy birthday to you. Happy birthday. ခွာပန်းချံကိုသွားပြီးတော့ birthday ခဲ့ပါဒါတော့ တမုံလှလှလေးရိုက်မှဖြစ်ပါတယ် ဒါတော့ birthday ခဲ့ပါဆက်ဘယ်လောက်လဲ18နှစ်18နှစ်ဆိုကိုရတယ် 18နှစ်မိမ့်မပြူ ဟာတော်သားမှာဟာမှရှေ့မှာ မြောက်မြောက်လေး ရှေ့မှာ3ယောက် အဲကောတော့ကောတော့နဲ့ဟိုတော့ရ ရအောင်ပညာသွားနေပါ လောဝါနေလို့ မဝါပါဘူး ဝါနေ စင်ကြည့်ပါရဲ့ ဒါကတော့သူကခေါ်တယ်ဖို့ခေါ်လာတာကျမတို့ surprise လုပ်မယ်ဆိုတာ ထိုင်ငါမပြောဘူးတော့ ဟုတ်တယ် ကိုကတော့ပန်းချံမှာကြည့်ပါဦးတယ်ပန်းချံမှာတောင်းရိုက်ဖို့ပါကိုက carry ပင်ပွင့်လာဆိုဒီတစ်ပင်မှရှိရပါတော့ကျန်တာတွေကအကုန်ဒီလိုဖြစ်အားကြောင့်ပါ သူက